အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လူငယ်စာရေးဆရာ KTN လက်လုံးမြေရေးသားထားတဲ့မောင်ဒီပနဲ့ခွေးရှင်ပြူအတိုက်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမတင်ဆက်မီကျွန်တော်ရဲ့ MZ Entertainment YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးကြဖို့တောင်းဆိုပါရစေခင်ဗျာကျွန်တော်ဒီဤစာမှုကိုအကြားအာရုံနှစုံနှပြကြားဘူးသည်နဲ့အတူလေလာမှတ်သားဘူးသည်တို့နဲ့တင်ဆရာမြင်ဆရာကြားဆရာတို့ဤစီကဘုဟုတုဒရှုအားစာဖတ်သူများအားဖြောပြတာဖြစ်ပါတယ်ခင်ဗျာအမပါလင်တီးခံပေးကြပါရန်စာဖတ်သူတွေအားအစေလေးစားလေးရဲ့ KTN လက်လုံးမီလူပုံလူဘဝတွေမယုံကြည်နိုင်စရာအစမ်းတကျကိစ္စရပ်များရှိကြပါတယ်အမုံအာကာရတရားတွေလည်းရှိကြတယ်လောဘဒေါသတွေကလည်းမရှိမတွက်နိုင်အောင်ဤဒီကလူဘဝ၌ဖြစ်စေတခုဖြစ်ပါတယ်အင်းနိုင်ရွာလေးဟာတောင်ချေရင်ရွာလေးဖြစ်တယ်လို့တောအလှနဲ့ပနာရလှပါပြီးတယ်ဒီနေ့တော့ထိုရွာမှာကံကြမ္မာစိုးတစ်ခုဝင်ရောက်လာပါတော့တယ်ဟေးကောင်မင်းတို့ရွာရဲ့နာမည်ဘလို့ခေါ်တယ်လဲရွာပြည်နွားချောင်းသားလူငယ်တို့ကအသက်50ခန့်ရှမ်းဝင်းဆိုတဲ့ရောင်ကိုဝိတ်ဆင်ထားတဲ့လူကြီးတယောက်ကမေးလိုက်ထားပါအင်းနိုင်ရွာလေးပါဖလူငယ်ဤစကားဆုံးထိုလူကြီးမှတစ်ချက်မဲ့ပြုံးလဲပြီးနဂါးရုပ်တောင်ဝေးကိုထောက်လျက်ရွာထဲဝင်သွားပါတော့တယ်ဒိုလူကြီးသည်ရွာလူကြီးအိမ်သို့လှမ်းသွားလိုက်ခါရှံဝါ၌ရက်ခါထဲဝါသောတန်ဖြင့်အော်ခေါ်လိုက်ပါတယ်မျိုးတကြီးဟောဘယ်သူပါလဲခမညာကြွပါဗျတကြီးဦးထွန်းအောင်ရဲ့လောကိုပြုတ်လိုက်ပါတယ်ထိုအချိန်ထိုလူကြီးမှအိမ်ထဲသို့တဖြည်းဖြည်းရှောက်ဝင်လာခဲ့ပါတယ်တကြီးမှခုံနှန်းလျားပေါ်တွင်နေရာပေးလိုက်ပြီးမှစကားဆိုပြန်နေဆရာကြီးကဘယ်သူများလဲခမညာအကြောင်းရှိပါသလားကျုပ်ကအင်းနှန်းရွာတကြီးဦးထွန်းအောင်ဖြစ်ပါတယ်ဗျအကျုံနာမယ်ဇော်မိုင်းစေးဆရာတယောက်ဆိုပါတော့အဲ့ဒါဒီရွာမှာခဏတပြုတ်နေခြင်းပါတယ်အေးလိုလေးများရှိရင်ငှားပေးပါဦးတလားကိုတည်းနေခြင်းလို့ရနိုင်မလားဗျာဩစေးဆရာကြီးပဲရပါတယ်ခမညာရပါတယ်ကျုပ်စီစဉ်ပေးပါမယ်ဟေးအောင်ဘူးအဒီကဆရာကြီးကိုရွာလေကလှတယ်တော့အိမ်လုတ်ကိုပို့ပေးလိုက်ကွာသူဤသူမောင်ကိုရွာလူကြီးမှလွှမ်းပြောလိုက်ခါရွာမှလူကြီးကစကားဆက်ဆိုနေပါတယ်ဒါနဲ့ဆရာကြီးရဲ့စာရေးတောက်ရီကအစင်ပြေပါမလားဗျတော်သူတောင်သားတွေမို့ဖော်ရွေရက်ရောတရားတရားကပိုကြသည်ထိုလူကြီးမှရပါတယ်ကျုပ်ပါသာစီစဉ်စားပါမယ်နေဝင်ပေးတာပဲကျေးဇူးတင်လှပါပြီရပါတယ်ဗျာကိုညီတတ်တာကကျုပ်တို့ရက်တလီရွာတလီပါပဲဒီလိုနဲ့ဒိုလူကြီးကိုရွာလေကအိမ်လူကြီးတွေနေရာပေးလိုက်ပါတယ်ဒိုနေညနေမောင်ရီပြိုးချိန်ဝဲရွာရှိခွေးတွေအသေးအတန်တစုံတစ်ခုကိုထိုးဟောင်ကြတော့တာပေါ့ညအချိန်တွင်တာမန်ထက်ပိုတဲ့ခွေးတစ်ကောင်ရဲ့ဦးတန်ကကြက်သိန်းထပွဲပါအော်လန်းဆရာကြီးမှသဘောကျစွာပြုံးနေရင်းကနေဒီတရွာတော့သေကြပြီအောင်မယ်နှုံးမလည်းရေရုပ်ကသဘောကျစွာဟာတိုင်နေမိပါတော့တယ်သူကခွေးတစ်ကောင်ကိုမလုံးတင်တာလို့ပြီးခွေးသေးရဲ့တစ်ကောင်ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်အကြောင်းမှာသူဟာခွေးတစ်ကောင်ဟာရှင်ပြုတ်ပြီးခွေးကိုကောင်းဖြတ်တက်ကခွေးရှင်ပြုတ်အတိုက်ဖြစ်လူများကိုဒုက္ခပေးနေတဲ့အောက်လန်းဆရာတယောက်ဖြစ်ပါတယ်ခွေးရှင်ပြုတ်အတိုက်ဆိုဒီမှာခွေးတစ်ကောင်ဟာသင်္ကန်းတော်မီခွေးဦးကောင်းတွင်အမွေးများကိုရိတ်ခါသင်္ကန်းစီးပေးပြီးမှထိုခွေးကိုကောင်းဖြတ်တက်ပြီးခွေးသေးရဲ့ဘဝပြေထိုရွာကိုခတ်အောင်လှုပ်ရှိဖြစ်ပါတယ်အင်းနဲ့ရွာမှာကာလာသားတစုရွာဝင်ကင်းထဲမှာကင်းဆောက်နေကြပါတယ်ဟာခွေးတကောင်အကြီးကြီးပဲကွာတွန်းသာဆိုတဲ့လူငယ်ပြောကြောင့်အားလုံးလှည့်ကြည့်လိုက်ကြပါတော့တယ်ထိုအချိန်မှာပဲခွေးနဲ့ကြီးကပြေးဝင်ကတွန်းသာအားကိုက်တက်လိုက်ပါတော့တယ်အင်းနဲ့ရွာလေးရဲ့နည်းနည်းခင်းကတည်စိုးတစ်ခုကိုရွာသားတို့ယူဆောင်လာပါတယ်တကြီးရဲ့တကြီးဟာစိန်တန့်စောစောစီစီဘာလေကွာဘာဖြစ်တာလဲသူကရွာသားမှာဟိုဟဲတိုက်နေရင်တကြီးအမေကိုပြန်ဖြေလိုက်ပါတယ်ထွန်းတာနဲ့မောင်အေးညာကကင်းဆောင်နေတာဘယ်ကောင်မသိတဲ့ခွေးနဲ့ကြီးကောင်ရောက်လာပြီးထွန်းတာကိုကြိုက်သွားတာအခုဆုံးမိတယ်ဗျဘာဘလူပြရတာလဲကွာစောစောစီစီအမင်္ဂလာတဲ့ဟုတ်တယ်တကြီးအခုသူ့ကိုကင်းထဲမှာပဲထားတယ်အေးမင်းတို့လှုပ်เสียရှိတာဝိုင်းဝန်းလှုပ်ထားကြငါလိုက်လာခဲ့မယ်ဟုတ်ကဲ့တကြီးရွာသားပြန်သွားလေသည်တကြီးမှတက်ပြင်းသာဟင်ကနေဟာကနေရှောက်မိလိုက်ကမြည်သောမြည်ပုံဖြစ်သည်ကိုသူမတွေးတတ်တော့ပေ
ကဲစားစမ်းငနဲ့မင်းသိကြတဲ့အမဲသားမင်းတော်တယ်ဒီနေ့ညလေမင်းသွားရမယ်နော်မိမတူကိုသက်စမ်းကွာဘာမှမရှိတဲ့နေရာမှာအစာဖြစ်တဲ့အမဲသားများကိုထည့်ပေးရင်စကားဆိုနေသူကအောက်လန်းဆရာတာမန်လူတွေမမြင်ပေမဲ့သူ့ရဲ့ခွေးသေးရဲ့ကိုသူကတော့မြင်နေရပါတယ်ထွန်းသားရဲ့နာရီကရွာအပြင်ကင်းနေ၌ဖြစ်ပါတယ်တည်င်းမေးလာကူလှုပ်ပေးသူများကအစီကြီးထူတဲတွင်ဝေဝေဆိုတဲ့အသက်25နှစ်အရွယ်ထွန်းသားရဲ့ဆွေမကေမျိုးမကေမိန်းကလေးတယောက်လည်းပါပါတယ်အချိန်ကမှောင်ရီပြိုးချိန်အိမ်တိုင်းရွာလေးလမ်းတိုင်းလာနေကြသည့်မိန်းကလေးတစုထိုအထဲတွင်ဝေဝေလည်းအပါဝင်ပေါ့စကားတပြောပြောလျှောက်လာကြရင်တနေရာသို့အရောက်တွင်ဘဲကရောက်လာမှမသိတဲ့ခွေးနဲ့ကြီးမှာဝေဝေ၏ရှစ်တော့ကိုလှမ်းကိုက်လိုက်ပါတော့တယ်အာဟဲ့ဝေဝေဘာဖြစ်တာလဲအာနင်းရှစ်တော့မှလည်းသွေးတွေနဲ့ပါလားဟုတ်တယ်အကြီးတင်ခွေးနဲ့ကြီးစောစောကကိုက်သွားတာအေးငါတို့တော့မတွေ့လိုက်ရပါလားကဲစေးသမားရင်သွားကြမယ်ဒီလိုနဲ့ဝေဝေခွေးကိုက်တဲ့တင်းကတရွာလုံးကိုပြန့်နှံ့သွားပါတယ်ရွာသားများမှလည်းတယောက်တစ်ပေါက်ထင်ကြီးပေးနေကြတယ်တချို့ကဆုံးခွေးတချို့ကနာနာဘဝမကောင်းအဆိုးအဆသည်ဖြင့်တပန်းခန့်ကြသောဝေဝေဤတန်ရာကပုတ်ပွားလာကမကြမီဆုံးသွားပါတော့တယ်ဒီလိုနဲ့တယောက်ပြီးတယောက်တည်နေကြရာရွာသားများမှမတင်မခါဖြစ်လာကြပါတော့တယ်တကြီးကျုပ်တို့ကတော့ဟိုတခါလာသွားတဲ့လူကြီးကိုမတင်ခါတော့ဘူးဗျရွာသားတယောက်ကတကြီးကပြောလိုက်ပါတယ်အေးဟာကြော်စေမင်းပြောမှငါလည်းတွေးမိတယ်မင်းကဘယ်လိုတွေးထားလဲကျုပ်ထင်ဒီလူကြီးကကျုပ်တို့ရွာကိုအောက်လန်းပညာနဲ့တကူကူလှုပ်ထားခဲ့သလားလို့တို့ရွာသားစကားကိုကြံလူများလည်းထောက်ခံကြပါတယ်ဟုတ်တယ်တကြီးကြော်စင်ပြောတာဖြစ်နိုင်တယ်ဟုတ်တယ်တို့ကတကြီးမစကားဆိုလေသည်ဒါဖြစ်ရင်မင်းတို့ကဘာလို့ရှင်းတာလဲဘယ်လိုလုပ်ကြမလဲကျုပ်ကတော့ကျွန်တော်နဲ့တခြားတယောက်လောက်ဆရာသွားရှာခြင်းနဲ့ဗျဒီပုံစံတိုင်းဆက်သွားနေကြာလာရင်ရွာပြက်လိမ့်မယ်ဗျအေးကွာဒါဆိုလဲမင်းနဲ့နောက်ဘယ်သူခေါ်မလဲမြန်သွားကြတော့ဒီလိုနဲ့ကြော်စင်နဲ့ဖြိုးတန်းဆိုတဲ့ကာလာသားကြီးနှစ်ဦးဆရာရှာထွက်ခဲ့ကြပါတော့တယ်တပီတန်းရွာလေးရဲ့နေလေခင်းချိန်ကဖြစ်ပါတယ်အဖြူရောင်ယောဂီဝစ်စုံလေးရဲ့မျက်နှာမှာမြင်သူရှိခင်စေတဲ့ရုပ်ရည်နဲ့လူငယ်လေးတူရွာဦးဘုံကြီးကျောင်းစီဝင်လာခဲ့ပါတယ်အေးတကားလေးခရီးသွားလားကွယောက်ျောင်းဆရာတော်ဦးစံဒီမာမမေးလိုက်သည့်လူငယ်လေးမှရှိုးသာတော့ပြန်အတန်ဖြင့်တင်မဗျာတပည့်တော်ကတဏှာဤခရီးကိုရှောက်နေသူတူပါတပည့်တော်နာမည်မောင်တီပလို့ခေါ်ပါတယ်အော်ခုနှစ်ရက်သားသမီးတွေကိုကဲတင်နေတဲ့သူပဲမောင်တီပဆိုတော့ဒီပကစနေသားပါဠိဘာသာအရမိအိမ်သို့မဟုတ်ကျွန်းလို့အဓိပ္ပာယ်ရတယ်ကွတကားလေးကအမောင်တယ်တွေအတွက်တော့မိအိမ်တစ်လုံးဖြစ်စေတာပဲတင်မဗျာဒီညတပည့်တော်ဒီမှာတညလောက်တဲခိုပြရစီဗျာရတယ်တကားလေးလွတ်လပ်တာနေကျေးဇူးကြီးလာပါတယ်ဗျာတပည့်တန်းရွာဦးကျောင်းရဲ့ညအချိန်ကဖြစ်ပါတယ်ကျောင်းဝန်းထဲကစေတီလေးမှဆဲလဲတန်ကတွလွင်ထွက်ပေါ်နေပါတယ်ဗျာရင်မြင်တွင်ငြိမ်သက်စွာပတိစိတ်ပြီးမြေတာတော့ကိုပုံမှန်လေတန်နဲ့ရွတ်ဖက်နေသူကမောင်တီပဒိုစေသူ၏မျက်စိတွေမြင်လိုက်ရသည်ခွေးနဲ့ကြီးတကောင်ဒါကဘာပါလဲဒီခွေးကဘာလဲမောင်တီပပတိစိတ်ရဲ့တစုံတစ်ခုကိုတွေးနေမိစဉ်သူ့နာမည်ကိုခေါ်တန်ကြားလိုက်ရပါတယ်လူလေးဒီပါအဲ့ဒါကခွေးရှင်ပြူအတိုက်လို့ခေါ်တယ်အမောင်ပညာတဲ့တူလှုပ်ထားတာဒီတော့မနဲ့အာယုံတက်ထားတဲ့လူလေးဒီကနေအရှိစူးစူးကိုသွားပါလူနှစ်ယောက်လာရှာနေတယ်သူတို့နဲ့လိုက်သွားပြီးဒီပြဿနာကိုမြစ်တာလက်နက်ဖြင့်အနံယူခဲ့ပြီတော့ကွယ်စိတ်ချပါဆရာတကယ်ဆရာဖြစ်သူရဲ့အတန်အဆုံးပတိစိတ်အမှုပြီးသွားသည်ဖြင့်အိတ်ဆက်လိုက်တော့သည်နည်းနည်းစောစောထကထိုအကြောင်းစီမှာဆရာတကယ်မန္တပညာရှင်တူပြောတဲ့နေရာစီထွက်ခွာလာခဲ့တော့ပါတယ်လမ်းတွေမနာမနေတည်ငြိမ်စွာခရီးဆက်လာခဲ့ရင်တနေရာရောက်တဲ့လူနှစ်ဦးကိုတွေ့လိုက်ရကထိုလူများမှမောင်ဒီပါတွေ့သောဝမ်းသာအားရပြေးလာကစကားဆိုလေပါတယ်ဆရာလေးကမောင်ဒီပါလားဗျမောင်ဒီပါမှာနှစ်လိုပဲပြောရပြန်ဖြေလိုက်ပါတယ်ဟုတ်ပါတယ်နောင်ကြီးတို့ကျွန်ုပ်ကမောင်ဒီပါပါဒီကနောင်ကြီးတို့ကကျွန်ုပ်ကိုဘယ်လိုသိနေကြတာလဲညကကျွန်တော်တို့နှစ်ယောက်ကိုလူကြီးတူလာပြောသွားတာပါဗျာကျွန်တော်တို့ရွာလေးကိုကဲပေါင်းဆရာလေးရဲ့လူတွေလည်းအတော်ကြောက်နေရပြီဗျ
ကောင်းပါပြီကဲဒါဆိုလဲအခုပဲသွားကြတာပေါ့ဆိုကအင်းနှန်းရွာစီထွက်လာခဲ့ကြပါတော့တယ်နောက်တစ်နေ့တွင်အင်းနှန်းရွာလေးစီရောက်လာခဲ့ကြတယ်ရွာနီးရောက်တော့မောင်ဒီပနှုတ်မှတစုံတစ်ခုကိုရုပ်ဖက်လိုက်ပြီးရွာလန်းလေးအတိုင်းလျှောက်လာခဲ့လိုက်ပါတယ်တကြီးရေတကြီးဒီမှာဆရာပင့်လာပြီဗျို့ကျော်စင်နဲ့ပြိုးတန်းမှလက်အော်ပြောလိုက်တာတကြီးမှပြပြတလဲပြေးလာပြီးစကားဆိုးလေးတယ်ဆရာလေးထိုင်မအောင်ဗျာရေနွေးချမ်းနဲ့သုံးဆောင်မအောင်ခင်ဗျဟုတ်ကဲ့ပါဗျာဒါနဲ့ရွာရဲ့အရှင်တွေကဘယ်လိုနေသေးလဲတကြီးဒီအတိုင်းမှာပဲဆရာလေးရဲ့အခုအကြိုက်ခံထားရတဲ့လူနာကသူ့အသားတွေပုတ်ပွားနေတယ်ဗျာအဲ့လိုဖြစ်ပြီးမကြဘူးဆုံးသွားတော့တာပါပဲကဲလူနာကိုကျုပ်သွားကြည့်ခြင်းနဲ့လိုက်ဖို့ပေးနိုင်မလားရပါတယ်ဆရာလေးရဲ့ကျုပ်ကိုယ်တိုင်လိုက်ဖို့ပေးပါမယ်ကောင်းပါပြီဗျာကဲဒီကကိုကျော်စင်နဲ့ကိုဖြိုးသက်အကိုတို့နှစ်ယောက်ကကျုပ်ကိုတခုကူညီပါဗျာဟိုဒီအင်းလေးချက်ကိုရွာတောင်း၄တောင်းမှာသွားမြုပ်လိုက်ပါဟုတ်ကဲ့ဆရာလေးဒီလိုနဲ့တကြီးနဲ့မောင်ဒီပါသူလူနာရှိရာအေးစီလာခဲ့ကြပါတော့တယ်မြမကြမီလူတွေစုယုံနေတဲ့အိမ်တလုံးတို့ရောက်ရှိလာခဲ့ကြကမောင်ဒီပါမှအိမ်ဘက်ရှာလေစီးရှာကားတာပြစီးရှာလိုက်ပါတော့တယ်ကဲရွာသားတွေပေးပဲကြဒါတို့ရွာကိုလာခဲ့တဲ့ဆရာလေးပဲတကြီးကဆိုလိုက်ရာရွာသူရွာသားများမှမျောလင်းချက်တွေရှိလာခဲ့ကလက်ခုပ်လက်ဩဘာများနဲ့စီးကြကြပါတယ်မောင်ဒီပနဲ့တကြီးမှလူနာကိုကြည့်ရင်ဘုရားစေအောက်တွေထိုင်လိုက်ကြကလူနာမှာသက်နွယ်ဆိုတဲ့မိန်းကလေးဖြစ်ပါတယ်ရုပ်ရည်ရှောမသလိုစိတ်သဘောထားလဲပြေးဝသူဖြစ်ပါတယ်ကဲတကြီးလူနာရှင်ကိုအမြန်ခေါ်ပါရှင်ကသိမကြံတော့ဘူးဟေးစိန်မြိုင်တို့ထုံးလာတို့မြန်လာကြလေဒီလိုနဲ့မိန်းကလေးရဲ့မိဘတွေညှိုးငယ်နေတဲ့မျက်နှာပြင်မောင်ဒီပရဲ့ရှေ့ကိုဝေထိုင်လိုက်ကြပါတယ်ဒီကလူနာကိုကျုပ်ကိုကုသခွင့်ပေးရလားပေးပါတယ်ဗျာထက်မေးမယ်ကျုပ်ကိုကုသခွင့်ပေးရလားပေးပါတယ်ရှင်ကျုပ်ကိုကုသခွင့်ပေးရလားဗျပေးပါတယ်ဆရာလေးရဲ့သုံးငိမ်သုံးကမေးပြီးရေတစ်ခွက်လှမ်းတောင်းလိုက်သည်ရွာသူရွာသားများမှစိတ်ဝင်စားကြည်နေကြကမောင်ဒီပမှမန်နန်တပုတ်ကိုထန်ကရိုင်းကြရွတ်ဖက်လိုက်ပြီးသစ္စာပြုလိုက်ပါတော့တယ်ကျုံမောင်ဒီပသည်ဤပညာရက်ကိုသင်ယူခဲ့သည်မှာ9ရက်သားသမီးတွေအကျိုးရှိရှုပြီးသင်ယူခဲ့ပါသည်ဤမင်္ဂန်သည့်သစ္စာစကားကြောင့်ဤမိန်းကလေးအားကြားရောက်နေသည့်အမောင်ဘေးယောဂများသည်လွင့်စင်ကင်းပါစေတည်းတို့ကမိန်းကလေးရဲ့အနာမအပ်တွေအတမှုတွေအပြင်သွေးပုံများထွက်ကြလာပါတော့တယ်လူများဟာကနေဟင်ကနေဖြစ်ကုန်ကြပြီးများမကြမီမိန်းကလေးမှာတာမန်ပြန်ဖြစ်သွားပါတော့တယ်တို့ကမောင်ဒီပမှာရေခွဲကိုအာတာနာလိယတုတ်ဒဇင်ကတုတ်တို့ရုပ်ဖက်ပြီးမိန်းကလေးကိုရေခွဲကရေကိုတိုက်လိုက်ပါတယ်တောက်လိုက်ပါငါနှမဒါကအန္တရာယ်ကင်းကာတာဖြစ်မန်းထားတဲ့ရေမန်းမှာကျေးဇူးတင်ပါတယ်ဆရာလေးရပါတယ်ဗျာဒါကကျုပ်အလုပ်ပါကဲဒီညညီမလေးဘာမှမဖြစ်တော့ပါဘူးနော်ဟုတ်ကဲ့ပါဆရာလေးကဲတကြီးကျုပ်တို့လည်းပြန်ကြရအောင်အင်းနှန်းရွာတွေအလုံးတိတ်ဆိတ်စွာအိမ်မောကြနေကြပါတယ်အမောင်တူးနဲ့တရှမ်းပဲလာကလေးတို့အားပြိုင်နေကြပါတယ်တို့အချိန်တမူထူးတဲ့ခွေးတကောင်ရဲ့ကျဲလောင်စွာအော်တန်ရွာပြင်စီမှထွက်ပေါ်လာပါတော့တယ်တရားလုံးကြောက်လန့်နေကြတယ်ထို့အချိန်တည်ငြိမ်တဲ့ရှေလန်းရဲရင်နဲ့တတိခံရတဲ့ရုပ်ရည်ဖြင့်လက်တစ်ဖက်တွင်လည်းပရိကုန်းကိုကင်ဆောင်လျက်ရွာပြင်နေရာသို့ထွက်လာနေသူကမောင်ဒီပတို့အချိန်သူနဲ့ဝါတရိုက်တွင်သူအားကြည့်နေသည့်ခွေးနဲ့ကြီးတစ်ကောင်အော်တနာเสียခွေးကလေးမင်းကငါမသက်ရှင်ပါဘူးမညှင်းဆဲခြင်းပါဘူးအခုမင်းကြောင့်လူတွေအသက်တွေစတေးနေရတယ်ကွာအဲ့ဒီတော့ငါမင်းကိုတားဆီးရပေလိမ့်မယ်ဒိုကခွေးနဲ့ကြီးမှာမန်ဖီကမောင်ဒီပစီပြေးလာနေပါတော့တယ်မောင်ဒီပမှာပရိစိတ်မပြတ်ပြုံး၍ကြည့်နေလိုက်ခါတို့ကမောင်ဒီပစီမရောက်မီတစုံတစ်ခုကကင်ပေါက်တာကိုခံလိုက်ရပါတော့တယ်အနောက်သို့လွင်ကထွက်သွားတော့သည်ထိုအခါမှမောင်ဒီပမှကာရာတပုတ်ကိုရုပ်ဖက်ပြီးအင်းချက်ပြီးခွေးလေးစီပြစ်ပေါက်လိုက်ရာခွေးမှနာကျင်စွာအော်ဟစ်နေပါတော့တယ်မောင်ဒီပခွေးလေးအနီးလျှောက်သွားလိုက်ပြီးတစုံတစ်ခုကိုဖယ်ရှားလိုက်ဟန်ဖြစ်ကောင်းလေးပုတ်ကကဲဒီနေ့ကစလို့မင်းဘဝတစ်ကိုသွားပါတော့ကွာအတ္တတစ်ခုအတွက်မင်းတည်ခဲ့ရတာစိတ်မကောင်းပါဘူး
မင်းသွားပါတော့ခွေးကလေးထိုကခွေးလေးမှာအကိုအငွေအဖြစ်ပြောင်းကပျောက်ကွယ်သွားပါတော့သည်အော်လန်းစရာဇော်မိုင်းတယောက်သူနေတဲ့နေရာ၌ဒေါသအကြီးကျယ်ထွက်နေပါတယ်တွေ့ကြသေးတာကိုအထက်လန်းစရာကြီးမင်းကငါအခွေးကိုလှုပ်ပေးလိုက်တော့လေမင်းပညာကမစိုးဘူးပဲမင်းနဲ့တဝဲတလန်စမ်းကြသေးတာပေါ့ကွာမောင်ဒီဝါနဲ့အောင်လန်းစရာတို့စုံတွေ့ကြရှိပြီညကလောကတစ်ခွင်လုံးအမောင်တို့ကဝါမျိုးထားလေသည်အင်းနှမ်းရွာပြင်တနေရာ၌မျက်နှာရှင်းဆိုင်ရက်နေသူနှုတ်ဒေါသဖုံးနေတဲ့မျက်လုံးစုံပြေစိုက်ကြည့်နေကအောင်လန်းစရာဇော်မိုင်းကျန်တယောက်ကမြစ်တာလက်နက်ကိုအသုံးပြုပြီးလက်တွင်လည်းပတိကုန်းကိုကင်ထားသူကမောင်ဒီပမင်းကငါရဲ့ခွေးကိုတော့ငါရဲ့အရှုပ်အနှောင်ကလှုပ်ပေးလိုက်နိုင်တယ်ဆိုတော့ပညာကမသေးဘူးပဲဒါပေမဲ့ငါ့ကိုတော့မင်းမနိုင်ဘူးနော်ထွေကမောင်ဒီပမှာသွားပေါ်ယုံမျှပြုံးလိုက်ပြီးစကားဆိုလေးပါတယ်တို့ဘုရားရှင်ကဟောခဲ့တယ်မြစ်တာတရားဒီအကောင်းဆုံးလက်နက်တဲ့အဲ့ဒီတော့အမောင်နဲ့အလင်းဟာအမောင်တို့ဘယ်လောက်ကြီးပါစေအလင်းရောင်ကိုတော့ဖယ်ပေးရစမြဲပါသင်ရဲ့လောက်ရကရက်တန့်သိပြီအပြစ်မဲ့တဲ့လူတွေကိုဘာလို့သက်ရှင်နေရတာလဲမြစ်တာလက်နက်နဲ့တိုက်မတဲ့လားဒီမှာကောင်းလေးမင်းသိရမှာမကြောက်ဘူးလားတရှိတတော်တွေတိုင်းကမိမိအသက်ကိုရှစ်ကြပါတယ်သို့တော်လည်းကျွန်ုပ်ကဤပညာတွေကိုသင်ယူစဉ်ကတည်းကအများကျိုးအတွက်သင်ကြားခဲ့တာမို့ကျွန်ုပ်သိမယ်ဆိုရင်လည်းသိပြောပါတယ်ဒါဖြစ်ရင်ကောင်းပြီလေမင်းသေးခြင်းတော့လည်းမင်းရဲ့ဆန္ဒကိုလိုက်ရောပြရတာပေါ့ထို့သူပြောကနှုတ်မှမန်တန်လိုယွတ်နေလိုက်သည်များမကြမီမိုးပေါ်ကနေလရငဲ့အကြီးကန်းလိုအနဲ့ရောင်အုပ်လိုက်မောင်ဒီပစီလာနေကြတော့သည်မောင်ဒီပမှဂါရာတပုတ်ကိုထံကရိုင်းကြကြယွတ်နေလိုက်ကလက်ကလည်းပတိစိတ်မပြတ်ဒီငိမ်လွန်းလာသည်လရငဲ့များမောင်ဒီပစီထိုးဆင်းလာကြရာလက်ဘဝဖြင့်ထိုးချိန်လိုက်ရာလက်ကအယောင်တွေထွက်သွားပြီးငှက်ကြီးများကိုမီးဆွဲလောင်မြေပေါ်သို့တပုတ်ပုတ်ပြုတ်ကျလာကြပါတော့တယ်တမင်ရင်ကြပြီးမိမကြီးတွေအဖြစ်ပြောင်းကုန်ပြီးဆရာကြီးကဲပါဦးကျမတို့ကဲပါဦးဟောဟိကအောက်လန်းဆရာကြီးစီအကူကြီးတောင်းကြရအောက်လန်းဆရာမှာဒေါသတကြီးပဲနင်တို့တွေတကောင်မှတောက်သုံးမကြဘူးနင်တို့ကိုထားရင်လည်းအပူပဲဒီတော့ရော့သေကြပေတော့ဆိုကတစုံတစ်ခုပြလှမ်းပစ်လိုက်ရမောင်ဒီဘကအလင်းမြန်ဆက်ပြရင်ပြလှမ်းထားလိုက်သည်12ခုထိတဲ့အတန်ကတုံးဆိုပြီးကျေလောင်စွာထွက်ပေါ်သွားကဘာလဲဗျရန်သူမိတ်ဆွေဆိုတဲ့စီးလေးတောင်မှမထားနိုင်ဘူးလားခမရဲ့အာဃာတတရားတွေအတိုးမတတ်နိုင်သေးဘူးလားတန်တရားမှာပြန်ပေးဆက်ရမယ်နော်ငါလူကောင်ကိုမင်းလိုမလောက်လေးမလောက်စွာထက်လန်းเสียပေါက်စားကရှင်ပြိုင်တရားရှာရဲတယ်ပေါ့ရော့သေးပြီတော့ဒီလိုနဲ့မောင်ဒီဘထံသို့အ내ရောင်အရာတခုလှမ်းပစ်လိုက်ခါမောင်ဒီဘကလည်းသူ၏ပညာဖြင့်ပြန်လဲခုခံထားလိုက်ပါတယ်အိမ်နှန်းရွာလေးရဲ့ပြင်တွင်ကျေလောင်စွာတိုက်ခိုက်နေတဲ့အတန်တွေကမိုးရှိန်တန်လားပေါ့မောင်ဒီဘကပတိစိတ်မပြတ်သလိုကြောက်ရှင်းလန့်ခြင်းမရှိဘဂရီဒီငိန်လှသည်တရှိမှာတော့မောင်ဒီဘပြစ်လိုက်တဲ့အလင်းတန်းကအောက်လန်းဆရာစီထိမှန်ကဒူးထောက်ကျသွားပါတော့တယ်သူကမောင်ဒီဘမှအရှုပ်အင်းပြစ်ထက်မှန်ပြစ်ပေါက်ကဖမ်းရှုပ်ထားလိုက်ပါတော့တယ်ဘလူလေဥစော်မိုင်းဒူးစရိုက်နဲ့သူ့စရိုက်ကအာအင်ဂျင်ကွာရှားပါတယ်ကျုပ်ပြုတ်ခဲ့သလိုပဲအမောင်ပဲလောက်အင်အားကြီးပါစေအလင်းလာရင်ဖယ်ပေးရတာဆိုတာလေဒီတော့ခမားပညာတွေကိုစွန့်ဖို့အရှင်ကြပါပြီမစွန့်ဘူးငါပညာတွေကိုမစွန့်နိုင်ဘူးမင်းလိုမလောက်လေးမလောက်စားကငါ့ကိုနိုင်ရသွားတာရှက်လိုက်တာကွာခမားမစွန့်မိမယ်ကျုပ်ကခမားကိုဒီဘဝကဖယ်ရှားပေးရမယ်တာဝန်ပါလို့ကျုပ်ကိုခွင့်လွှတ်ပါဗျာထို့သူပြောလိုက်ကအောက်လန်းဆရာရဲ့ပညာတွေကိုထုတ်လိုက်ပါတော့တယ်မဟုတ်ဘူးမလုံးနဲ့ငါပညာတွေပြန်ပေးအယူတယောက်လိုအော်ဟေးကထွက်ပြေးသွားပါလေတော့တယ်ပညာသည်မျိုးသမီးတို့ကလည်းမောင်ဒီပစီကိုပညာတွေလှူလိုက်ကြပါတော့တယ်တွေကမောင်ဒီပါနှုတ်ဆက်ပြီးပြန်သွားကြတော့သည်မောင်ဒီပါမှအောက်လန်းဆရာကြီးထွက်သွားသည်ကိုကြည့်ကစကားဆိုလေသည်အော်တက်ပြီတက်တာကံမတကားပါပဲဥစော်မိုင်းရဲ့မနေ့နေအောင်ကြီးနဲ့တူမောင်ဒီပါတယောက်အင်းနှန်းရွာကိုကြောခိုင်းထွက်လာခဲ့ပါတော့တယ်
ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့လူငယ်စာရေးဆရာ KTN လက်လုံမြေရေးသားထားတဲ့မောင်ဒီပနဲ့ခွေးရှင်မျိုးတိုက်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာလာရောက်နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့များမှာလည်းစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးအောင်ပါမို့ MZ Entertainment YouTube Channel လေးကို Like and Subscribe လုပ်ပေးကြဖို့တောင်းဆိုရင်းနဲ့ပဲအားလုံးနှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးစောဦးပါ